အမော်ရင်သာရာသီအစာတွေကဒီလိုကစားခဲ့ရင်အခုချိန် United တို့ဇာတ်ထိပ်ရောက်နေပြီ။ဘောင်စင်နေမသား United ကတော့ဒီနှစ်မှလည်းဆက်ပြီးတော့ပွဲခံခဲ့ပါတယ်။တခြားနေ့မှာကစားတဲ့ပွဲတွေရလက်ဆိုရင်ဆိုမယ်။ဘောင်စင်တင်းမှာကစားတဲ့ပွဲတိုင်းတော့ United တို့ရလက်ကောင်းတွေရောက်နိုင်ကြတာဖြစ်ပါတယ်။ပရီးမီးယားလိစတင်ကလေးကဘောင်စင်တင်းမှာနိုင်ပွဲများဆုံးရောက်ထားနိုင်ခဲ့တဲ့ United ဟာဒီနှစ်မှာတော့တကိုယ်ဒီလူပြိုကြီးဖြစ်ကသူတပွဲတည်းကစားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းရလက်သာဆိုးရွားခဲ့ရင်ကမ္ဘာလုံးကစကောသင်းဖန်တွေရဲ့တွေးကွက်ထဲမှာပက်လက်မြောက်ဘောကကျင်းတဲ့လောက်ဖြစ်နေတာကြောင့်အမော်ရင်ကဒီပွဲမှာတေချာလေးပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ United တို့အိမ်ကွင်းမှာနျူကာဆယ်ကိုအခန့်ကစားခဲ့ရတာဖြစ်ပြီးပရိုင်မှာတွင်းယူခဲ့တဲ့ဒိုကူရဲ့တလုံးထဲသောတွင်းကိုနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲလုံးတိုင်းတာရအချင်းချင်းပြောရမယ်ဆိုရင်နှစ်ပိုင်းခွဲပြောရမှာဖြစ်ပြီးပရိုင်မှာ United ကအနိုင်ကိုရရှိအောင်ဦးတည်ကစားခဲ့ပြီးဒုတိယပိုင်းမှာတော့အနိုင်ကိုထိန်းသိမ်းမှုအတွက်ကြိုးစားကစားသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာမဖြစ်မနေချီးကျူးရမယ့်သူကတော့ Ruben Amorim ပဲဖြစ်ပါတယ်။ပေါ်ရမင်းကြီးလာပြောရင်တော့မှကစားကွက်မပြောင်းပေးနိုင်ဘူးဆိုတဲ့ Amorim ဟာဒီနေ့မှာတော့လူစင်းရသူ့ရဲ့မူကိုပြောင်းလဲခဲ့ရပါတယ်။ United ဟာဒီပွဲမတိုင်ခင်အဓိကကွင်းလည်ကစားမှာ Bruno Fernandes ကိုဒဏ်ရာကြောင့်ဆုံးရှုံးထားရသလိုမိုင်နူဒီလင်းနဲ့မကွိုင်းတို့ကလည်းဒဏ်ရာကနေပြန်မလာနိုင်ကြသေးပါဘူး။ဒီကြားထဲအားကိုးရတဲ့အာမတ်အမ်ဘူမိုမာဇာတို့ကလည်းအာဖရိကဖလားပွဲအတွက်ဆေးလို့ထားခဲ့ရတာကြောင့် United တို့ရုန်းကန်ရနိုင်တယ်ဆိုပြီးတော့ခံမှန်းခဲ့ကြတာပါ။နျူကာဆယ်ကလည်းဝေးဝေးညံ့တဲ့အသင်းဆိုပေမဲ့ဒီဟာဒီအသင်းကြီးတွေဖြစ်တဲ့ Man City, Chelsea တို့ကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။ United နဲ့နောက်ဆုံးတွဲဆုံမှု6ချိန်မှာ9ချိန်အထိ United တို့ရေးနေထားတဲ့အပြင်ပြီးခဲ့တဲ့ရာသီတုန်းကလည်း Old Trafford မှာ2-0နဲ့အနိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့ Amorim ကဒီပွဲမှာပုံမှန်အသုံးပြုနေကြ3-2-1ကစားကွက်အစား4-2-3ကစားကွက်ကိုအသုံးပြုလိုက်တဲ့အခါနျူကာဆယ်နီးပြအက်ဒီဟောက်လည်းကြောင်အန်းဖြစ်သွားခဲ့ပုံရပါတယ်။လက်ရှိလူစင်းရာ United ဟာ၄ယောက်တန်းထဲမှာအသင်းတော်ဆုံးဆိုတာညင်းမရတဲ့အမှန်တရားဖြစ်သွားပါပြီ။ဒီပွဲမှာအထူးချီးကျူးရမှာကအသင်းကောင်းဆောင်လက်ဘက်ကိုဝေ့ဆင်လာခဲ့တဲ့လီဆန်ဒိုမာတီနဲ့ပါ။အရမောင်းမြင်ရတဲ့နျူကာဆယ်တိုင်းစစ်ကိုသူကအကောင်းဆုံးရင်ဆိုင်ပြသွားခဲ့တယ်လို့လူငယ်လေးဟေဗန်ကိုလည်းအကောင်းဆုံးထိန်းချောင်းပေးခဲ့ပါတယ်။ဒိုကူကတော့ဘယ်နောက်ခံနေရာကနေညာတော်ဘက်တိုင်းစစ်ကိုတင်ကစားလိုက်တာကနျူကာဆယ်ကိုရော United ပရိသတ်တွေကိုပါအားအသင်းစေခဲ့ပါတယ်။ဒိုကူက United အတွက်တလုံးထဲသောနိုင်ကိုဓာလော့ရဲ့လက်ပစ်ဘောကနေရှန်ထွက်လာတဲ့ခွင့်ကိုအကောင်းဆုံးသုံးချပြီးဗော်လီကန်ချက်နဲ့သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီကိုကြောင့် United ဟာဒီဟာဒီဆက်ပြီးကနေသွင်းကို73ဂိုးရရှိထားပြီးဒါဟာဒီဟာဒီမှာအများဆုံးဖြစ်နေပါတယ်။ဒုတိယပိုင်းမှာတော့မေဆန်မောက်တန်ရာရရှိသွားခဲ့ရကနေ United တို့ပွဲကိုထိန်းချုပ်ကစားဖို့ဖြစ်လာခဲ့ပါတယ်။မိနစ်60မှာကက်စမဲကိုပါလူစားလိုက်တဲ့အခါ United ဟာခန်းစီတီးတန်းဖြစ်သွားခဲ့ရပါတယ်။ဒီချိန်မှာနျူကာဆယ်ဘက်ကတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပေမဲ့မာရီနဲ့ဦးဆောင်တဲ့ United ခန်းစီကျောင်းကအကောင်းဆုံးပုံစံပြသနိုင်ခဲ့တယ်လို့ဆန်နီလန်စမန်ကလည်းကောင်းမွန်တဲ့ကာကွယ်မှုတချို့ပြုလုပ်နိုင်ခဲ့ပါတယ်။နျူကာဆယ်ဘက်ကအန်တိုနီဂေါ်ရန်၊မိုင်းစ်လေတို့ရဲ့အပိုင်ခွင့်တွေတိုင်ထိခဲ့တာတွေမိုးပေါ်ထောင်ကန်သွားခဲ့တာတွေရှိသလိုနျူကာဆယ်အသင်းရဲ့ဂိုးသွင်းကျမ်းမာရေးဆက်တိုက်စစ်မူဝါတာမန်တွေကလည်းဒီနေ့ပွဲမှာပျောက်ဆုံးနေကြတာဖြစ်ပါတယ်။ United ကလည်းတမန်တိုင်းစစ်ကနေခွင့်ရချိုးရလိုက်သေးပေမဲ့ဒါတော့ကွန်ညာတို့ကအသုံးမချနိုင်ခဲ့တာကြောင့်ပြတ်သားတဲ့ရလဒ်ကိုမပေါ်ဆောင်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ United ဟာလက်ကျန်ပွဲချင်းတွေမှာအနိုင်ရလဒ်ကိုကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့ပြီးဘတ်စကားကွက်နဲ့လိုအပ်နေတဲ့အနိုင်သုံးမှတ်ကိုရယူသွားခဲ့လို့ပြောရမှာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့် United ဟာအခုဆိုရင်မပေးစရာအဆင့်9နေရာကိုယာယီတလန်းလာနိုင်ခဲ့ပြီး Top 4နဲ့ရမယ့်တူအနေထားထိဖြစ်သွားခဲ့ပါပြီ။ United တို့ဒီပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့လာမယ့်ပွဲအဆင့်တွေမှာအမှတ်ပေးစရာအဆင့်လေးအတွင်းပြန်လည်ဝင်ရောက်ဖို့အတွက်အားကောင်းနေပြီလို့ပြောရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။